အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်စာအုပ်လေးကတော့စာရေးဆရာဝန်ကြီးရဲ့ရေးတဲ့ကြီးစင်ဆုံးချက်စင်ချင်းသုံးသက်ဆိုတဲ့စာအုပ်လေးတွေကပြပြကောင်းစင်လေးသုံးခုကိုဖတ်ပြပေးချင်ပါတယ်ပထမတစ်ပုဒ်အနေနဲ့ငါးနဲ့ပိုင်းရှင်ဆိုတဲ့ကောင်းစင်လေးကိုဖတ်ပြပေးချင်ပါတယ်ခုခုများဆုံးရှုံးသွားလို့ရင်ခံစားစိတ်မှာမမျောစွာဖြစ်ပြန်ကတတ်တလူချင်းကြ၏အဆွေကြီးကပူခံရ၍မောဟဖုံးလွှမ်းပူပင်မှ၏စွမ်းရမှုတွေများမနေနေဖြာပွေပေါကရောဂါကြ၏တမက်စိတ်ဖြင့်ဆွဲလဲခြင်းကိုမှတ်သွင်းသေးချတွေ့ကြည့်ပါကစိတ်မှာအဆွေပြုကိုယ်ပိုင်ဖုတာရှိနေတမက်သောကြောင့်ဒီအရှိတရားပြန်စင်စားသောထင်ရှားမြင်တာအချိန်တော်လေးဘာဆိုဘာမှမပိုင်ကြပဲခဏလာလေစိတ်တဲ့တဲ့မှုထေဝါခန္ဓာဥစ္စာများသည်တန်ငါးရိတာဖြစ်ပါစကားအလုံးစုံအားဖန်တီးထား၍ပိုင်စားအစေဥစ္စာရှိပြီးအရင်တခါကျင့်ရပါသောထာဝရဘုရားသာဖြစ်သည်ဝိကိယံတာလကျန်ခချင်းဆက်လေးခံရတဲ့ထာဝရဘုရားသည်မြည်ကြီးနှင့်မြည်ကြီးတစားကို၎င်းလောကဆဲနှင့်လောကသားတို့ကို၎င်းပိုင်တော်မူ၏တိတိခံจิตချောင်းခံရခုအကြောင်းမူကားငါတို့သည်ဒီလောကသို့အတေရာဏမပါဘဲလာပြီးဖြစ်၍ဖတ်သွားသည်လည်းအတေအရာကိုများပြီးမတော်နိုင်ဘူးသင်ရှားတဲ့ရှိသည်ကြပြလေးမှာသင်ချင်ရမှာကတော့လူတွေဟာများသောအားဖြင့်လောကမှာဘယ်တော့မှမသိပဲအမြဲနေသွားကြရမယ့်ပုံစံမျိုးနဲ့တစ်ခါတလေကြီးလန့်လို့ဖြစ်တတ်ကြပါတယ်။ကြီးစိမ်ဥစ္စာတွေကိုလည်းတစ်သက်လုံးကိုယ့်အပိုင်လို့ထင်တတ်ကြပါတယ်။စွမ်းနာမှုကြီးတဲ့အရာတွေဆုံးရှုံးမရရင်လည်းဒီကျုံရအပူလုံးကြွားပြီးဝမ်းနဲ့ပတ်လက်ဖြစ်တတ်ကြပါတယ်။ဒီစာတွေးကြည့်ရင်တော့ကျွန်တော်တို့ပိုင်ဆိုင်တယ်လို့ထင်မရတဲ့အရာတွေအားလုံးဟာတနည်းထားရရမယ့်အရာတွေကြီးပါပဲအမှန်တကယ်ဖန်ဆင်းပိုင်သားလာကဘုရားခင်ပါပဲကျွန်တော်တို့ကငါတက်တက်တာဖြစ်ကြောင်းပြန်လည်နှလုံးသွင်းပြီးဖို့ပါဒုတိယတစ်ပုဒ်အနေနဲ့ပြုပညာ၌ဆိုတဲ့ခေါင်းစဉ်လေးကိုအပြပြချင်ပါတယ်ကျော်လို့ဖြတ်တန်းပြီးဆုံးရနေ့စဉ်နေ့တိုင်းမှာအပြင်ပိုင်းသာပြင်ဆင်ကြလူအများစုကခန္ဓာအလားမပြတ်အောင်တက်ရှင်ရေးလို့ဆောင်ဒီနေ့ထေရှောင်းမီသွားထိမ့်သိမ့်ရေးထားခန္ဓာကိုယ်အလေးကိုစိုးရင်လို့တွေ့ဘူးစိတ်နှလုံးကိုခေါင်းရည်နဲ့ပြုပြင်ဖို့မိစေမစည်းကြောပဲထားရင်ကွယ်ပိုရည်မြင့်နန်းနဲ့နေ့စဉ်တိုင်းဝင်စေးပါကွက်နှုတ်ကပတ်ရည်နဲ့ရှင်းဆက်လန်းတဲ့နေ့ရဲ့ပြည့်နှလုံးသားလေးပြည့်တဲ့ရှင်နေစေဖို့ခရုဆိုင်ကြစို့ဒီနေ့ဓမ္မရာဇဝင်ပထမစာတော်ခန်းကြီး16ခန်းငယ်ခုလူသည်အသိဉာဏ်ကိုကြည့်ရှုတတ်၏သာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတော်မူသည်ကိုဝိတ်တော်မူ၏ဟုတ်တယ်ခန်းကြီး23ခန်းငယ်26ဖလားပွဲ၏အတွင်းကိုရှေ့ဥစွာစင်ကြယ်စေသောသုံးပြည့်ရှင်အပြင်ပြင်နဲ့စင်ကြယ်လေ၏နိကောခန်းကြီးလေးခန်းငယ်16ထို့ကြောင့်ငါတို့သည်အာမရော့ဝဲနေကြ၏ငါတို့၏ပြမမှုသည်အောက်ပြန်ပြည့်စုံခြင်းတို့ရောက်တော်လေအတွင်းမှုကတနေ့ချက်တနေ့သင်ပြုပြခြင်းကိုခံရ၏ဒီဘက်ခန်းကြီးကအခန်းငယ်26ထိုသင်တို့ကိုနောက်ကပတ်တော်၏ဖြစ်စေကြော၍သိရှင်စေခြင်းက၎င်းစာလံကျမ်းခန်းကြီးတရား19ခန်းငယ်9လူမျိုးသည်မိမိအကျင့်ကိုအပေတို့တန့်ရှင်းစေနိုင်တဲ့ပုံမူခါဘုရောဤနှုတ်ကပတ်တော်အတိုင်းဆောက်ရှောက်ခြင်းအပြင်တန့်ရှင်းစေနိုင်ပါသည်ဘုရားကျမ်းခန်းကြီးနဲ့ခန်းငယ်30ပုံအရာခတ်သိမ်းထက်သိနှလုံးကိုဆောက်ရှောက်လို့အကြောင်းမူကားအသက်အမြင့်သည်နှလုံးထဲကဆက်တည်သည်ဒီညလေးမှာစင်ကြင်ရမှာကတော့တမန်ကျကိုဖတ်ကြည့်ရင်ကြပြရဲ့ဆိုရင်းကိုနားလည်နိုင်ပါတယ်။လူတွေဟာနေ့တိုင်းခန္ဓာကိုယ်ကိုမပြင်းမပြီးခြေတောက်မှုမှကြပါလေ။အဲ့ဒါမကောင်းဘူးလို့ဆိုလိုပါဘူး။ဒီကိုယ်ရဲ့သက်ရှင်မှုဟာအရေးကြီးပါလေ။ကြားပေမဲ့လူမှာအပြင်းလူရောအတွင်းလူပါရှိပါလေ။အပြင်းလူကိုပဲပြုပြင်ပြီးအတွင်းလူကိုကြည့်တိုင်းထားလို့မရပါဘူး။
ဘုရားကအကျွင်းစိတ်သဘောကိုပဲချစ်တတ်တာမို့နေ့တိုင်းအပြင်မှာရောအပြင်မှာပြုတွေထိန်သိမ်းပြီးအသက်ရှင်သွားဖို့ပါနောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ကြေးကျွန်များဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်တချို့တလေဘဝတွေဒီဝိနောက်လိုက်ရင်လောဘတွင်၌ကျိုးစင်းနဲ့မုံဝေပဲမြည်၍ဝိညာဉ်ကြီးမှာအာနေရှာ၏တချို့တလေဘဝတွေကရေဝေပြုတ်မှုတောက်စာကျူးကမြို့သူပြောပါလောင်းကစား၌စိတ်အားထက်သန်နေကြ၏လူချင်းသူစွာတချို့မှာကတနာရမဲ့ညစ်တက်ဖက်လို့ရုံးထွက်နိုင်မြန်ခက်ကြပြန်၏ပေါင်းမိုင်းတော်သူအမျိုးကြီးမြစ်တော်ချင်ရလက်ဝဲမှာလေကဘာမိသားလူအများကြီးအလက်သားမှုအောင်ရှုံးနေ၍ရန်ပြောင်းနေတာကျုပ်မှလို့သာရန်ခိုင်းမရလုပ်နေကြ၏ဇန်ရှိရောစိတ်ပေါ်နေလို့တော့ရာနောက်ွယ်လာကစာရန်နဲ့ဆိုထုတ်ဖို့ပြီးတော့ကန်ချဲရနေပြီလူလောကရဲ့အသက်ရှင်ခိုင်အခင်မရဦးတင်ရောက်၍ဒုထောက်ဖို့ရအတက်တာကြီးသူ့ကိုချစ်သူဖြစ်ပြီးပြင်းတဲ့ရဆုံးခံရနေစိတ်အားလုံးပြုလို့ဆောင်မှုကဘသူစီမများနေမလဲဝိခင်ရဲ့မတဲ့ခန်းကြီး6ခန်းဝင်နေစလေအပေသူများသခင်တို့ဝိအစေကိုမခံနိုင်သခင်တို့ကိုမုန်း၍တို့ကိုချစ်နေသခင်တို့ကိုမိခို၍တို့ကိုမခံမညာပြု၍တင်မှုဒီဖျားသခင်အစေကို၎င်းလောကီစစ်စေအစေကို၎င်းမခံနိုင်ကြစင်ဒီကလေးမှာစင်ကြရမှာကတော့ကျုပ်ခရတော်ကိုမလာပြီကျွန်တော်တို့ကိုကျုံလို့ခေါ်ရင်လည်းဘယ်သူမှကြိုက်မှာမဟုတ်ပါဘူးတကယ်တမ်းကျတော့ဦးတွေဟာများသောအားဖြင့်တစ်ခုမဟုတ်တစ်ခုရဲ့ခြုံချစ်မှန်းမသိဖြစ်နေကြပါလေ။မူရစေနောင်ကစားအပြော့ပါလောကရဲ့တစ်ခုခုနဲ့တော့ညှိတက်ကြပါလေ။ဒါကြောင့်သခင်ယေရှုကတစ်သက်သားမိန့်မထားတာကဘသူမှသခင်ဦးဆုံးရဲ့အစီအကိုမခံနိုင်ဘူး။သူ့ကိုချစ်ရင်ကျန်သူကိုမုန်းမယ်လို့အတိအလင်းဖော်ပြတာလေ။ကျွန်တော်တို့တတိပြုမိဖို့ကစိတ်ပပနဲ့လှုပ်ဆောင်နေတာတွေကလောကရဲ့ကျွန်မဘုရားရဲ့ကျွန်မဆိုတာတွေကိုပေါ့